ဥရဲစာမျိုး၌ကခုန်ခြင်းဂျိုးကြတွေနဲ့ကြီးကန်းတွေပူတွဲအုပ်ချုပ်တဲ့မျိုးတစ်မျိုးမှာပေါ့ဂျိုးကြတွေကတော့အဓိကအကြဆုံးအပိုင်းကိုအုပ်ချုပ်ပြီးကြီးကန်းတွေကတော့ဈေးကိုပေါ့နားမကြတဲ့ကောင်လေးတစ်ယောက်ဟာသူ့အိမ်ကြီးချင်းရဲ့နောက်ဖေးခြံဝင်းထဲမှာငှက်တွေဘယ်နှကောင်ရှိလဲလို့ရေတွက်နေခဲ့တယ်ခနန်းလေးလုံးလောက်ရှိတယ်အဲ့ဒီအရေးအတွက်အတိုင်းသူဖုံးခေါ်လိုက်တယ်ဒီဖုံးလိုင်းပေါ်ကစကားတန်စီသူ့အချစ်တွေကိုဖွင့်ဟတယ်ငါရဲ့လူဝက်ချက်ကတော့ငါအသက်4နှစ်သားမှာနားမကြတော့တာပဲအကြအယုံတောက်သွားတဲ့အချိန်ကစပြီးအတန်တွေကိုနင်လာတော့တာပဲလူကြက်တဲ့လဲပေါ်လက်တစ်ဖက်သက်လူတစ်ယောက်ကပြောသွားတယ်ငါဘဝဟာငါတို့နိုင်ငံရဲ့တမိုင်းနဲ့ထူးခြားစွာဆက်ဆက်နေလိမ့်မယ်တဲ့ဒါပေမဲ့ငါနိုင်ငံကိုအခုထိမတွေ့ရသေးဘူးသူ့နိုင်ငံသားတွေကတော့ရွေးကောက်ပွဲလုပ်ဖို့အိမ်မက်ထဲမှာစုံတွေ့နေကြတယ်သူကသူတို့ရဲ့မျက်နှာတွေကိုတော့ဒီထဲမှာရွှေဦးကြားသွားရင်ဘယ်လိုပြောတယ်မတော်ဘူးမိုက်ဒီကောင်လေးဘယ်လိုဖြစ်သွားတာလဲနာမည်အနေချင်းပဲတွေ့တယ်သူ့ဟာသူဖြက်စီးပြစ်လိုက်တာလားအဖြက်စီးခံလိုက်ရတာလားရိုလန်တို့အာလာဒင်တို့စင်ဘတ်တို့ပေါ့ဟုတ်ပြီဒီပဲကွာရွှေဦးတနေ့ဆိုလို့ငါအဲ့ဒီတနေ့ကိုကျိတ်ပိတ်စောင့်နေတာကွာအခုတော့တနေ့အတွင်းအခြေအနေတွေကတမျိုးပြောင်းသွားပြီ